ပါတယ် ဟိုနောက်ကချောင်းလေးထည့်ပြီးပါ ဒါဟာရိုင်းထားလိုက်တဘာဝပေါ့ရပြီမောင် thank you လာပါစေလေတဘာဝကြကြပဲဒီနေ့ကျွန်တော်ဓာတ်ရက်ထွက်တဲ့နေ့ဓာတ်ရက်ထွက်တဲ့နေ့မှာအရန်ငတ်ပြက်နေလို့ဒါမပြည့်ရေဒါတိုးစရာအစုံဒါအိမ်ကိုချက်ခိုင်းလိုက်မမေးလိုက်ရပေးဦးချင်းဒါပေပြုံးနဲ့ညှစ်ကြောဒါတော့ကျွန်တော် favorite ပစုံစုံလဲကြိုက်တယ်ဒီနေ့တော့ငါဖဲမပါဘူးပေါ့လေနော်ငါဖဲလဲကြိုက်တယ်ငါဖဲတော့ဒီနေ့ cancel ပါဘာလို့လဲဆိုတော့ဈာဟာကြီးစားကြတယ်ပါဒီ9ကြော်ရေဒီငပိရေဒီတိုးစရာရေကျွန်တော်ရဲ့သားတော်မောင်စီစဉ်ပေးလိုက်တာပါပညာဖုံးပြည့်လုပ်ပေးလိုက်တာပါအဲ့တော့သားတော်မောင်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့သားပါပြီကျွန်တော်ရဲ့ငတ်ပြက်မှုတွေကိုစတင်ပြီးတော့ပန်းဖြေပါတော့မယ်โอเคငါပြည့်ထည့်လိုက်ပြီနော်ညာဖုံးပြရတော့ငုတ်သီးမုံနဲ့နေစားလို့ပြောရတယ်ဒါပေမဲ့ကျွန်တော်နည်းနည်းဆက်မှာဆိုလို့ရှေ့ရက်တွေဟာလည်းအရန်ဟိုအစာရင်ဟိုဟာဖြတ်ထားတော့လေချက်ချင်းဆိုတော့ဟိုဖြစ်မှာဆိုလို့ငုတ်သီးမုံများပါပြီဟုတ်ပါဘူးငါပြည့်များပါပြီဒါလေးထည့်ဆောင်ပြီးတော့သူများကြီးစားပြနေတဲ့ blog တွေကိုလည်းအားကြတဲ့ခါကျတော့ကိုလည်းစားပြကြင်လာလို့စားပြပါမယ်โอเคเนาะဘယ်ဦးချင်းလေးကိုပြင်းတော်သိန်းလေးနဲ့ဖြဲပဲပိန်းနေလားဟာလားပိန်းနေတဲ့ပြုံးနဲ့မြင့်နဲ့ပြုံးနဲ့မြင့်နဲ့ပြော့လေးကိုကြိုက်对，我不拿了。妈咪打把鸟嘞，八班嘞，包班皮，包班里。ဒီဟာလေးရပေါက်ပန်းပြူပင်အရွက်တွေပဲစားတာပေါ့မမေနဲ့ဗညာဖုံးပြေကျွန်တော်ရဲ့သားလေးကျေးဇူးတင်ပါတယ်ငပိရ share ကောင်းတာဗညာဖုံးပြေငပိရတော့တောက်တော့ပြောရမယ်ငပိထုတ်ပါလားလို့ဝါရမ်းကောင်းငါးကြော်လေးစားမယ်ငါးကြော်လေးနဲ့ပို့လိုက်တယ်တဲ့တေဒီတဲ့တန်းငါးကြော်လေးပါယူသွားဆိုပြီးတော့နင်းညာထည့်ပေးလိုက်တာသားတော့မအောင်တကယ်လိုက်တာဗျI don't know what kind of fish ဒါပေမဲ့အရင်ကောင်းတယ်မန်ရောကောင်းတယ်ပြောကြီးစားတာအလုပ်တော့ဖြေဖြုံလေးကိုမကြိုက်ဘူးအမေအရွက်ရောကြိုက်ဖြုံရောIt's good. It's quite good. Yeah, mate. promote 3 ချိန်မယ် channel မှာဆင်းပြီးတော့သမင်းစား
mà bữa xong đâu rồi nó sao mà bữa xong là bây giờ dây mới lại mà bữa xong đâu chạy được tao khó nhận sao là không các bạn đi trong nó nên chỉnh mà ngã của bay lúc này lại bỏ làm nào đó là vô ra đó ba ngã lại mày đã yếu nè nó bây giờ sao này mày để là thoát hà chẳng ra sai anh tới đây mà khẳng định nó các bạn muốn cho tao đâu thế mày ăn đi nè cho tao này không lấy đầm này qua mà sai đâu các bạn tham mà khai rồi mà bị đây đã mày ăn đi bảo rồi mình thấy vậy béo chuyện này bây này thằng mẹ cũng nói cho rồi đúng không thằng mẹ này nó bây vậy cũng bảo rồi béo chuyện này bây giờ khu lại biểu bây giờ sang gì mà change taste rightยังก่อนwowငါတလောက်စီပြန်နေတယ်ငါပြီးနေတယ်အရင်လိုက်တယ်ငယ်လေးတွေအားကြိုက်တာပြီးတော့ငါဖယ်ဟင်းရတယ်ငါပြီးနေတယ်ရဒါပေမဲ့အခုချိန်ထွက်တဲ့အချိန်မှာချင်းချင်းတက်သွားဒီဘဲဥချင်းရမယ်ဘာဖြစ်လို့လဲဆိုတော့ထွက်သွားစပြီးတော့ဓာတ်ရက်လုတ်တဲ့နေ့နောက်ဆုံးနေ့မှာလားအိမ်မှာဘဲဥချင်းချက်တာတွေးလိုက်လို့မှတ်သွားဒီဘက်က PK ရလို့သူကိုကိုရမယ်ပေးဟာပူစီညာသူ့စားလိုက်ငယ်ရစား PK လို့ပဲ Tastes good really goodยังก่อนbéo chuyện này ngã cho nèo lại xong mẹ bật tuần đi á con ta đi nhà rồi tuần đi lại pha lại mẹ bật tuần tí này ôi nhìn nghe rồi tuần lắm mà đi bỏ cũng đồng chiều tuần lắm mà đi rồi sao chẳng nó với chiều nóပြီးတော့ပြန်စောရမယ်သိညာတော့မှာအဘိရတော့ကြိုးပါငါလေးတမ်းမယ်ဘာငါမေ့ပါ့ပုတ်တင်းနဲ့သူများဘရော့ကြည့်ပြီးတော့ကိုလည်းစားပြကြသွားသူများအဲ့ဟာကြီးညဆိုထိုင်ကြည့်ရတာဒါရဲ့လုံးနဲ့နေဆိုပို့ဆိုးရဲအဲ့တက်လာတယ်ဆိုင်မှာသားတဲ့အိမ်မှာစားပြတာပို့ပေါ့ပြီးရစားမယ်ပြီးတော့အိမ်လာမသိဘူးနော်တွေးတော့ပြီးတော့သူကငါးတွေကိုထောင်းလိုက်တာဆိုတာလည်းမသိဘူးကြိတ်လိုက်တာကြိတ်ပြီးတော့ငပိတူထက်တာအဲ့ကလေးစားတော့ခံဖွင့်ရမှာလက်ဆောင်နာကောင်းသွားမယ်ပြီးတော့လမ်းပတ်လျှောက်ရမှာတော်တော်ပြည့်နေ
လာရအောင်မလာရအောင်မလာရအောင်စားတော့နေမလာရအောင်မလာရအောင်နော်တော့နေမှာတော့နေမှာနေမှာတော့နေမှာကခုပဲစားနိုင်တော့နိုင်ကြပါစေအရင်ကောင်းပါရဲ့တို့ဒီဟာကတော့ဝင်တော့ပါတကယ်တော့အရင်တော့ကတို့ဒီဟာစားရလို့မဟုတ်ဒါပေမဲ့နောက်ပိုင်းကျတော့ပြီးရစားရမယ်ဆိုတော့ချိန်တော့ရွက်ကြုံရွက်လည်းမစားကြတဲ့ခါကျတော့တို့အစိမ်းကြီးအပြုတ်တွေအမေတော့ပေါ့စားပြရတာရှေ့တစ်ဘက်ကကျတော့အစားကို cups တွေအကုန်ပြတ်လိုက်တာတစ်ပတ်ရှေ့3ရက်ကကျတော့ cups ကိုအစားကိုဖြတ်ပြီးတော့အစားပြော့နဲ့အသီးပြော့ပဲစားတယ် it means တက်တာပြုတ်ဆိုလဲတစ်ပတ်နှစ်ပတ်အသီးပြော့ဆိုတော့အဲ့တော့ပြီးလဲပြီးတော့လိုချင်တဲ့ result ကိုရောက်သွားတယ်တော့ရောက်သွားပြီးတော့ perfect ဖြစ်သွားပြီလို့ထင်တယ် I'm sorry လိုချင်တဲ့ result ကိုရောက်သွားတယ်အဲ့နဲ့ခုဒါလေးကိုတေးထားတာအရင်စားကြပေါ့စားလိုက်ပြီးရင်တော့ take your responsibilities ပေါ့ okay thank you ပါကျေးဇူးများတင်ပါတယ်ပြီးတော့ပါပြီအရင်စားနိုင်မယ်ပို့ပြီးတော့ဒီထက်မကဒလုံးကြီးပိုင်းနဲ့စားနိုင်မယ်လို့ထင်ထားတာဒါအဆိုင်ကပြန်ပြီးတော့လောက်ခါစားဆိုတော့ breakfast ကတော့ဒီနေ့ကပျော့လေးပဲစားလိုက်ပါတယ်ဒါပေါင်းပျော့လေးရယ်ဖေးလေးရယ်ကျေးဇူးတင်ပါတယ်ကြည်ပေးရတော့ကျေးဇူးများတင်ပါတယ်လက်ဆေးမယ်ပကံနေသိမ့်မယ်โอเคကျေးဇူးများတင်ပါတယ်ကဲဟင်းချက်ပေးရဲ့အမေတို့လည်းကျေးဇူးတင်ပါတယ် share လေးချက်ပေးရနော်အားကြောလေးပြီးတော့9ကြောတိုးစရာငပိရ share လုပ်ပေးရတတပညာဖုံးမျိုးလည်းကျေးဇူးတင်ပါတယ်ဆိုတော့တန်ဒီကြောလေးတဝက်လောက်သုံးပုံတစ်ပုံလောက်ကုန်ပါတယ်လို့နော်ဒီတိုင်းလေးစားလိုက်မယ်ဂရွေးကတော့မလိုက်သေးဘူးဗျတကယ်တော့ပဲပြုတ်ဆိုတော့ဘလို့စားရစားပဲပြုတ်နဲ့ပတ်သက်လာဒီကြိုက်ပါကျေးဇူးတင်ပါတယ်